Hello အားလုံးပဲမင်္ဂလာပါရှင် Reader Elena Channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါ Elena ရွတ်ပြမယ့်ကြပြလေးကတော့ဆရာကြီးမင်းသူဝင်ရေးသားထားတဲ့မောင်ခွေးဖို့ကြပြများဆိုတဲ့စာအုပ်ထဲကအိပ်ပါလူလေးဆိုတဲ့ကြပြလေးဖြစ်ပါတယ်ရှင်ကြပြလေးစရွတ်လိုက်တော့မယ်နော်အိပ်ပါလူလေးနေမင်းဗံဝါယွန်းတော်ရှာအိပ်ပါလူလေးမေ့ရင်သွေးရီးလေလေရီးလေလေငတ်မငတ်ဖို့တိုက်မြုံခိုးတန်ချိုးမကြွေးအိပ်ပြီလေရီးလေလေရီးလေလေရနတ်မထုံပန်းဝတ်မုံပန်းငုံမာကွေးအိပ်ပြီလေရီးလေလေရီးလေလေလာမင်းတော်ရာရောင်ချီပြအိပ်ပါလူလေးမေ့ရင်သွေးရီးလေလေရီးလေလေဒီဗီဒီယိုလေးမှာတော့ဒီလောက်ပဲเนาะနောက်ထပ်ကြပြလေးတွေရွတ်ပြအောင်မှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်